လူဘဝဆိုတာတခါတလေကြာရင်လည်းအထိပင်မဲ့လန်းလာပါတယ်ကျွန်တော်တို့ဟာတသက်လုံးအပူတပင်းရှာဖွေခဲ့တဲ့အရာတွေဟာဒီနေ့မှာလက်ဖြောက်တစ်ချက်တီးလိုက်တဲ့လောက်တောင်အချိန်မကြာပဲပျောက်ကွယ်သွားနိုင်နေဆိုတာကိုဘယ်သူမှလက်မခံချင်ကြဘူးငငယ်တုန်းကတော့အမေကကဘာကြီးဟာလှပတယ်လို့ပြောခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့အရွယ်ရောက်လာတဲ့အခါအဲ့ဒီလှပမှုတွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့ခါတီးတဲ့အမှန်တရားတွေကိုတစ်ခုပြီးတစ်ခုရင်ဆိုင်လာရတယ်တင်ကောတခါတလေလူအုပ်ကြီးထဲမှာတယောက်တည်းအထီးကျန်နေသလိုမျိုးခံစားဘူးပါသလားဘေးမှာလူတွေအများကြီးရှိနေပေမဲ့ကုရင်ထဲနာကျင်မှုကိုနားလည်ပေမဲ့သူတယောက်မှမရှိတဲ့အခိုင်အတန့်မျိုးပေါ့ကျွန်တော်တို့အလုပ်တွေအရန်ကြိုးစားကြတယ်ပတ်စံတွေအများကြီးရှာကြတယ်ဒါပေမဲ့အဲ့ဒီပတ်စံတွေကပျောက်ဆုံးသွားတဲ့ငယ်ဘဝကိုပြန်ဝယ်ပေးလို့မရဘူးထွက်ခွာသွားတဲ့ချစ်ရသူတယောက်ကိုပြန်ခေါ်ပေးလို့မရဘူးကျွန်တော်တို့ဟာအနာဂတ်အသွေးပြင်ဆင်ရင်းနဲ့လက်ရှိမှာရှိနေတဲ့အဖိုးတန်တဲ့အရာတွေကိုလွတ်ချမိနေကြတယ်။နောက်မှပေါ်ဆိုတဲ့စကားတစ်ခုနဲ့တင်ကျွန်တော်တို့ဟာမိဘတွေရဲ့အိုမြင့်ခြင်းကိုလှစ်လူရှုခဲ့ကြတယ်။အလို့များလို့ပါဆိုတဲ့စင်းချေနဲ့တင်ကိုယ့်ကိုစောင့်မျှော်နေတဲ့မြဲဝွန်းတွေကိုမျက်ကွယ်ပြုခဲ့ကြတယ်။ဒါပေမဲ့အချိန်ဆိုတာကလူကိုစောင့်လိမ့်မရှိဘူးဗျ။တင်အစင်တင်ဖြစ်ပြီလို့ထင်တဲ့အချိန်မှာတင်ချစ်ရသူတယောက်ကဒီကဘာဟိုမှာမရှိတော့တာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီအခါကျမှနောင်တတွေနဲ့ငိုကြွေးနေလဲဘာမှထူမလာတော့ဘူး။ဒီလောကမှာအခါတီးဆုံးအမှန်တရားကဘာလဲသိလား။အဲ့ဒါကဘယ်သူမှတင့်အတွက်ထာဝရမရှိနေပေးနိုင်ဘူးဆိုတာပါပဲ။ကိုတိုင်တောင်မှတနေ့မှာကိုခန္ဓာကိုယ်ကိုစွန့်ခွာသွားရမှာပါ။ကျွန်တော်တို့ဟာတသက်လုံးအပိုင်ရထားတယ်လို့ထင်ခဲ့တဲ့အရာတွေဟာခဏတာငားရမ်းထားရတာတွေသာဖြစ်ပါတယ်။ကြည်လိုက်စမ်းပါအခုတင်ပိုင်ဆိုင်ထားတဲ့အရာတွေထဲမှာတင်တည်သွားရင်ဘာကိုယူသွားလို့ရမလဲ။ဘာမှမရှိပါဘူး။ကြံရစ်ခဲ့မှာကတင်သူတစ်ပါးအပေါ်ထားခဲ့တဲ့မြတ်တာနဲ့တင့်ကိုတတိယနေမဲ့အမှတ်တရားလေးတွေပဲဖြစ်မှာပါ။ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ဒီအမှတ်တရားလေးတွေကိုစုဆောင်းဖို့ထက်တနေ့ကျရင်မြေကြီးတဲ့ရုပ်သွားမဲ့ရုပ်ဝတ္ထုတွေနောက်ကိုပဲအယူအမူလိုက်နေကြတာအခုပဲတင့်ဘေးနားကိုတစ်ချက်လောက်ကြည့်လိုက်ပါတင့်ကိုချစ်တဲ့သူတွေရှိနေသေးလားသူတို့ကိုဖတ်ထားလိုက်ပါသူတို့ကိုကျေးဇူးတင်ကြောင်းပြောပါသူတို့မရှိတော့တဲ့တနေ့ကျမှငါအဲ့ဒီတုန်းကဒါလေးပြောလိုက်ရရင်ကောင်းမှာပါပဲဆိုတဲ့နောင်တမျိုးအဖြစ်မခံပါနဲ့ဘဝဆိုတာတစ်ချက်ရှူလိုက်တဲ့လေတပုတ်ပါပဲပြန်မထွက်လာတော့ရင်အားလုံးကပြီးဆုံးသွားပါပြီမငိုပါနဲ့အခုဒီစကားတွေကိုနားထောင်နေရသေးတယ်ဆိုရင်တင့်မှာပြင်ဆင်ဖို့အချိန်ရှိသေးတယ်လို့ဆိုလိုပါတယ်ခါတီးတဲ့အမှန်တရားကိုသိလိုက်ရတာဟာပိုပြီးကောင်းမွန်တဲ့ဘဝကိုစတင်ဖို့အခွင့်အလမ်းတစ်ခုပါတကူခန်းစစ်တီကိုလျှော့ပါမေတ္တာကိုများများဝေမျှပါဘာလို့လဲဆိုတော့နောက်ဆုံးမှာအားလုံးကဖုံမှုတွေအဖြစ်ပျောက်ကွယ်သွားကြမှာမို့လို့ပါဒီညတော့တင့်နှလုံးသားကိုတစ်ချက်လောက်ပြန်မေးကြည့်ပါတင်တကယ်ကိုပျော်ရဲ့လားတင်တန်ဖို့ရမယ့်သူတွေကိုတကယ်ကိုတန်ဖို့ထားမိရဲ့လား